ကဲဒီနေ့ကတော့73ရက်2လ2025တုန်းကဗီဇာကုန်လာတဲ့အဖွဲတွေအတွက်သတင်းကောင်းလေးတစ်ခုပါလာတာပဲဖြစ်ပါတယ်မူကလည်းမူကရွာကဲအဲ့တော့အထဲကိုပြန်ဝင်လာရပေါ့နော်အဲ့တော့ဒီနေ့ကစာလေးမနေ့လွန်ခဲ့တဲ့6ရက်နေ့ပေါ့နော်မနေ့တုန်းကထွက်ခဲ့တဲ့တဟန်ငရုံကထွက်ခဲ့တဲ့စာလေးကိုအမကနေပြီးတော့အကုန်လုံးမဟုတ်ရင်အသေးစိတ်လေးကိုလာပြီးတော့ပြောပြမှာပဲဖြစ်ပါတယ်ပေါ့နော်တဟန်ငရုံကြီးတဲ့ DOE ကနေပြီးတော့ဘန်ကောက်ထဲမှာရှိတဲ့တဟန်ငနယ်မြေ10နယ်မြေကိုပေါ့နော် website ထဲမှာအမြန်ဆုံးစစ်ဆေးပြီးတော့တဲ့ calling visa ပေါ့နော် calling visa ကထိုင်းလို့ဆိုလို့ရှိရင်เอกสารรับรองการอนุญาตทำงานပေါ့နော်ထိုင်းလို့အင်္ဂလိပ်လို့ဆိုလို့ရှိရင် calling visa မြန်မာလို့ဆိုလို့ရှိရင်တော့အလုပ်လုပ်ဖို့အတွက်ထောက်ခံချက်ပေါ့နော်အဲ့ဒါကိုလုပ်ပေးဖို့အတွက်ကိုထောက်ခံစာထုတ်ပေးဖို့အတွက်ကိုတို့ကညွှန်ကြားထားတာပဲဖြစ်ပါတယ်ဒီပုံစံကဘယ်လိုလဲဆိုလို့ရှိရင်လာအိုတို့ကမ္ဘောချာတို့အခုလောလောဆယ်73ရက်2လကုန်နေတဲ့သူတို့အဖွဲ့တွေလည်းအဲ့လိုမျိုးပဲပေါ့နော် calling visa တောင်းတယ်ပြီးလို့ရှိရင် visa တွေ work permit တွေvisa တွေ work permit တွေဆက်လုပ်ဖို့အတွက်ကိုသူတို့တွေလုပ်နေကြပြီကိုယ်တွေတနိုင်ငံတည်းပဲကြံနေတာဖြစ်တယ်ဒါကြောင့်မို့လို့မကြခင်ချိန်တွင်းမှာအသေးစိတ်ကိုထပ်ပြီးတော့ဘယ်လိုတွေလုပ်ရမလဲဆိုတာကိုတော့ထပ်ပြီးတော့သိလာရတော့မယ်ပေါ့နော်အခုဒီ visa တွေ work permit တွေတင်ထားတယ်တထေးကိုယ်တိုင်တင်ထားတဲ့သူတို့မဟုတ်တထေးကနေပြီးတော့လွှဲပြောင်းပေးထားတယ်9တန်းကိုလွှဲပြောင်းပေးထားတယ်ဆိုရင်9တန်းနေရာနေပြီးတော့ဆက်ပြီးတော့လောက်ကင်လို့ရအောင်စာလေးပေါ့နော်အဲ့တော့မကြခင်မှာအကုန်လုံးပဲဗီဇာတွေပတ်မီတွေရကြတော့မှာဖြစ်ပါတယ်အချိန်လေးနည်းနည်းလေးပဲထပ်ဆောက်လို့ရှိရင်သိရပါပြီရှင်ကဲအားလုံးပဲသတင်းကောင်းလေးဖြစ်တဲ့အတွက်ပျော်ရွှင်မယ်လို့ထင်ပါတယ်မိုးလေးကလည်းအေးလေးရာသီဥတုလည်းအေးလေးရင်ကလည်းအေးလေးနဲ့ပျော်ရွှင်မှုတွေနဲ့အတူတူသတင်းကောင်းလေးကိုယူလာပေးခြင်းပဲဖြစ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်